1, 2, 3, come on. Từng ngày alo mình là bác nhá đi cả từng ngày nó xe ai lâu rồi trên này cho lại đó cho nó rồi Facebook profile của rồi đủ đấy và chắc khana bây giờ chỉ chút đấy thôi tin này đi ra liệu tin sẽ biết tao mà biết luôn thế bây giờ rồi cho nó đủ lại chỉ chút phải có chỉ mà đấy nhá ta rồi cho nó rồi season này sao lại chọn nhá cho nó bắt đầu đâu đi Play Store đấy mà cho nó sau lấy được khu được download xem mà nó đi sao mà nói này mà profile tracker ဆိုပြီးတော့ရရှာလိုက်ပါနော် DICKER profile tracker လို့ရရှာလိုက်ပါဒီလိုရရှာလိုက်ဆိုရင်ဒီအပေါ်ဆုံးမှာတွေ့တဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ install လုပ်လိုက်ပါ install လုပ်နေတော့ကျွန်တော်မကြပါဘူးเนาะခဏလေးစောင့်လိုက်မယ်ဒါဆိုရင်တော့ဒီမှာကျွန်တော်စော်လေးရလာခဲ့ပါတော့ဒီကောင်လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်စဖွင့်ခြင်းဒီလိုလေးပုံပေါ့နော်ကျွန်တော်ဒီအောက်ဆုံးကစိမ်းအောင်ကြီးမှာ I agree ဆိုတဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ Facebook profile ကြည့်နေဆိုတော့ကျွန်တော်ဒီမှာဒီ Instagram ရှိတကယ်ကျွန်တော်မှာ Instagram တွေပါသုံးပြီးဆိုရင်လည်းဒီမှာအောက်ဆုံးကကောင်လေးပေါ့နော်အဲ့ကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်ကြည့်လို့ရပါတယ်ကျွန်တော်တို့ Facebook profile ကြည့်နေဆိုတော့ဒီအပေါ်ကအစိမ်းအောင်လေးပေါ့နော် Facebook ဆိုတော့ကောင်လေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ကိုကြည့်ကျင်တဲ့ကျွန်တော်တို့ Facebook အကောင့်ကိုဒီမှာအကောင့်ဝင်ရမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့အကောင့်ရဲ့ password ရဲ့ထည့်ပြီးတော့ကျွန်တော်တို့ login လေးဝင်လိုက်ပါကျွန်တော် login လေးဝင်ပြီးဒီတိုင်းလေးတွေ့မှာပေါ့နော်ပြီးရင်ကျွန်တော်ဒီအောက်က yes continue ဆိုတဲ့ကိုကျွန်တော်နှိပ်လိုက်ပါနောက်တော့ဒီမှာ password ထပ်ထည့်ရမှာပေါ့နော်ကျွန်တော်ရဲ့ password ကိုဒီမှာထပ်ထည့်လိုက်ပါကျွန်တော်ရဲ့ password ထည့်ပြီးရတယ်ဗျာဒီမှာ login လေးလုပ်လိုက်ပါနော်ဒါဆိုရင်သူကဖတ်နေပါပြီကျွန်တော်ဒီသူဖတ်နေတော့ကျွန်တော်တို့ခဏစောင့်လိုက်ပါနော်ဒါဆိုရင်တော့ဒီမှာဒီလိုလေးပေါ်လာပါတော့ဒီလိုပေါ်လာဆိုရင်ဒီမှာ follower number 1 follower number 2ဆိုပြီးတော့ကျွန်တော်တို့အကောင့်ကိုဝင်ကြည့်ရသူဒီမှာဆင်လိုက်တွေ့မှာပေါ့နော်ဒီမှာအများကြီးပဲပေါ့နော်ဒါဆိုရင်ကျွန်တော်ကိုကြည့်နေတဲ့လူတယောက်ကိုကျွန်တော်နှိပ်လိုက်မယ်အဲဒီမှာသူကဝင်ကြည့်ထားရပါတော့နာမည်ရောကျွန်တော်သူ့ရဲ့ profile တွေရောကျွန်တော်ပေါ်ပါတယ်နောက်တယောက်ကိုလည်းဒီမှာအဲဒီမှာဒါဆိုရင်ကျွန်တော်ဒီမှာသူ့နာမည်အကောင့်နာမည်ရောသူ့ရဲ့ profile ကိုကြည့်လို့ရပါတော့ဒီလိုမျိုးလေးတယောက်ချင်းစီကျွန်တော်လိုက်ကြည့်လိုက်ယူပါမယ်ဒါဆိုရင်တကယ်ကျွန်တော်အားလုံးကိုယ့်ရဲ့ profile wall ကိုဘူးလေးဝင်ကြည့်သွားတယ်လဲဆိုတာကျွန်တော်တကယ်ကျွန်တော်ဒီစော်လေးနဲ့လုပ်တတ်မယ်ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုခုလိုစာဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရလို့ဆိုရင်လည်း subscribe လေးတစ်ချက်နှိပ်ပြီးတော့ဗီဒီယိုတစ်တင်တိုင်းသိအောင်ဘေးကခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာတကယ်ချင်းများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ